ငါဒီနေ့နှလုံးနဲ့စီးကြော်ပြဖို့ဆေးရုံရက်ချဲနှစ်ခုရှိတာပဲအရင်ဆုံးနှလုံးပြရမယ်ဆေးရုံသွားလိုက်မယ်လေဟဲငါဆေးစာအုပ်မေးခဲ့ပြန်ပြီအဖွားဆေးစာအုပ်လေးပြပါဦးအဖွားဆေးစာအုပ်မေးခဲ့တယ်တားရဲ့ကျွန်တော်ကအဖွားရဲ့ medical history ကိုတေချာတိမှတေချာစမ်းသပ်မှုလုပ်နိုင်မှာပါဗျစာအုပ်မေးခဲ့ပြီဆိုတော့အဖွားဖြစ်ခဲ့တဲ့ယောဂတွေရောတောက်ရမယ်ဆေးတွေအကုန်လုံးတော့မမှတ်မိတော့ဘူးတားရဲ့အဖွားမှတ်မိတဲ့လောက်တော့ပြောပြပါမယ်ဟုတ်တော့အစင်မပြေလိုက်တာကဲစီးကြိုပြဖို့ပွားသွားလိုက်ပြီလေဒီကြုံတဲ့နှလုံးလဲဆက်ဆက်တာတွေရှိတော့အဖွားရဲ့နှလုံးဆေးမှတ်တမ်းလေးကြည့်ပြရစီအဖွားမှာနှလုံးဆေးမှတ်တမ်းပါလို့ရှေ့ဆေးရုံမှာလဲအခက်တွေ့ခဲ့ရတယ်ဆေးရုံတစ်ခုသွားတိုင်းဆေးစာအုပ်တွေထိမ့်သိမ်းရတာပင်ပန်းလိုက်တာဒါကိုခက်မိတဲ့နီးလန်းနဲ့ဖြည့်ရှင်းတာရှိရင်ကောင်းမှာပဲမိဘပြည်သူတို့ကြုံတွေ့နေရတဲ့ဒီလိုပြဿနာတွေကိုကျွန်တော်တို့ရဲ့ clinical application လေးကကူညီဖြေရှင်းပေးမှာပါဆေးရုံဆေးကမ်းသွားတိုင်းမိဘပြည်သူတို့ကြုံတွေ့နေရမယ့်အသေးစိတ်ပြဿနာတွေကို clinical application လေးကလက်တွေ့ကျကျဘယ်လိုဖြေရှင်းပေးသွားမလဲဆိုတော့မိဘပြည်သူများအနေဖြင့်ဆေးကမ်းပြခဲ့ဘူးသူများဆေးမှတ်တမ်းတွေကိုဖုန်းတစ်လုံးရှိုံနဲ့တနေရာထဲမှာစုစုစည်းစည်းကြည့်နိုင်မယ်ဒီလိုဆေးမှတ်တမ်းတွေစနစ်တကျရှိလို့မိမိယောဂနဲ့ပတ်သက်တဲ့သေးစိတ်ချက်လက်တွေယောဂအခြေအနေဆေးမျိုးစားဆရာဝန်ညွှန်ကြားချက်တွေကိုဆေးစာအုပ်စနစ်မှာလို့ပျက်စီးပြောက်ရှာခြင်းမရှိဘဲထာဝရလွယ်ကူလျင်မြန်စွာကြည့်ရှုနိုင်ပါပါကျွန်တော်တို့ clinical application လေးမှာမိဘပြည်သူများရဲ့ယောဂသတင်းအချက်လက်တွေဆေးမှတ်တမ်းတွေကိုဆရာဝန်နဲ့ပုံမလျင်မြန်စွာဖလှယ်နိုင်မှု QR code စနစ်လေးရှိပါတယ်မိမိရဲ့ QR code ကိုဆရာဝန်ကစကန်လိုက်ရုံနဲ့ကိုယ့်ဆေးမှတ်တမ်းတွေဆရာဝန်ကိုပြောပြပြီးသားဖြစ်လို့အချိန်ကုန်လူပင်ပန်းသက်သာစေပါတယ်။ဒါအပြင်မှတ်ဉာဏ်အားနည်းနေပြီဖြစ်တဲ့တက်ကြီးရွယ်အိုလူနာတွေစကားပြောဖို့အခက်အခဲရှိတဲ့လူနာတွေအတွက် QR code လေးသုံးပြီးဆရာဝန်နဲ့သတင်းချက်လက်ဖလှယ်နိုင်လို့လူတိုင်းအတွက်အဆင်ပြေစေမယ့်စနစ်ဖြစ်ပါတယ်။ clinical application လေးကိုအသုံးပြုမယ်ဆိုရင်ဒေါက်တာတွေဘက်ကလည်းလူနာ QR code ကိုစကန်ဖတ်ရုံနဲ့ဆေးမှတ်တမ်းတွေကိုစနစ်တကျစုစုစည်းစည်းကြည့်နိုင်မှာဖြစ်ပြီးအရင်ကထက်ကောင်းမွန်ထိရောက်တဲ့ဆေးကုသမှုကိုပေးစွမ်းနိုင်မှာပါခက်နောက်ကျနေတဲ့ဆေးစာအုပ်စနစ်တုံးကပြဿနာတွေဖြစ်တဲ့လူနာကဆေးစာအုပ်ပါမလာတာလူနာကသူ့ရဲ့ဆေးကုသမှုမှတ်တမ်းမေးလျော့သွားခြင်းကြောင့်ဒေါက်တာတွေဘက်ကအခက်ကြုံရခြင်းမှလည်းအပီးတိုင်ရှောင်လွှဲနိုင်မှာဖြစ်ပါတယ်